မိုးရွာနေတော့ဘိုင်းချက်စားငပိရကျူဘာဝိုင်းလုပ်ပေးရမလဲမိမငပိရကျူမယ်တဲ့ဒါလူချင်းကစီကုံမှာကြောက်လို့တဲ့ပအောင်ကျွေးမယ်မကြော်စားဘူးတဲ့ပအောင်ကျွေးမယ်တဲ့ငပိရကျူမယ်တဲ့ဘာဝိုင်းမလုပ်ရဘူးလားမိမသဘောကောင်းနော်ဘာဝိုင်းလုပ်စရာမလိုဘူးတဲ့ပြီးကျူမွေးနော်မွေးနေရောဗလေတပိရကြိုစားမယ်တဲ့သူကညနေဘက်ထမင်းမစားဘူးကျွန်တော်ပဲစားမှာညပြီးတော့မိုးရွာနေအလုပ်လည်းမရှိကံလည်းမရှိအလုံးမရှိကာမရှိလို့ငပိရကြိုနဲ့ပဲကျွေးမယ်တဲ့အလုံးရှိကာရှိတော့အကြတော့မပြောဘူးအဲ့စကားကြိုက်တယ်အလုပ်ရှိနေတာကိုဘာပြောရမလဲကြိုက်တယ်ငပိရကြိုတော့ငပိရကြိုပဲမဟုတ်လားငပိရကြိုလည်းကြိုက်တယ်ပဲကျက်တော့လှော်တယ်အဲ့ဘောငငယ်တော့ကဆိုရင်မကြီးတို့လောက်တာတွေးနေတာကမီးဖောက်တာလေဒီမှာကပ်ပြီးဖို့လဲဆိုတော့လှော်လိုက်တော့အဲ့မမစိုးလေကျက်သွန်ပြူတွေကခေါက်နေတာသူ့စေးပေးလိုက်ပြီလေနေနဲ့မရဆိုတော့ဟုတ်တယ်မလားမိဘလောက်လို့ဆိုတော့ယောက်ျားလည်းဝိုင်းလောက်ပြရတော့ဩငါးခွာထဲတယ်လားကျိုးလို့ရတော့ငါးကင်းထည့်ကြတယ်ကိုဒီမားကင်းလို့ဟာဘာမှမရှိဘူးဝါအားလုံးတော့ထည့်သွားရောအားလုံးထည့်ပြီးပါပြီလေအကြီးလေးနည်းနည်းခံအောင်စားအောင်အနှစ်ကြောက်အောင်အားလေကြိုက်ပြီပြီးရင်သားလို့ပေါင်းပေးမယ်လေပြီးစားလို့ရပြီပေါ့ပြီးရင်လိုချင်းပေါင်းမယ်တီးတောင်ကြာနေပြီဩဒါလိုချင်းပေါင်းတော့ဗောလေစီမကောက်ရလို့လိုချင်းပေါင်းယူအောက်တလေးစီစည်းကြည့်ရကျမ်းမကြီးနဲ့ညီအောင်လို့ပေါင်းကျွေးပါအားလေယောက်ျားကျမကြီးနဲ့ညီအောင်လို့မိမပေါင်းကျွေးတယ်ညီများစားရင်သိတယ်ဟာလားကျမ်းမကြီးချွတ်တဲ့ဒီမှာအားလေပြီးချွတ်ဘူးပြီးကျွတ်မကျန်အနှစ်များနဲ့စားကြပါအောင်ရှင်အားလေစားတော့မယ်ညနေဘက်ထမင်းမစားသမားတော့မွေးနေရောပဲတဲ့စားရင်ဘိုင်းတော့စားလာပြီမပြီးကောင်းဆွဲမယ်မပြီးရင်လည်းဆိုတော့သူများတွေကထမင်းတစ်ပကံလုံးနယ်လိုက်တယ်ကိုကကြတော့နယ်လို့မတောက်ဘူးအဲ့ဒီလိုမျိုးထမင်းတစ်ပကံလုံးနယ်ပြီးတော့မစားတောက်ဘူးအဲ့ကြောင့်နည်းနည်းလေးပဲနယ်တာဟာရတို့ကြလည်းမစားဘူးဒီရောက်ကြဘာရောက်ကြနော်တိုးစရာမစားလည်းငပိရသက်စားရရပဲစားကြပါဦးခင်ဗျာ
မပြီးရလောက်ပဲစားသူ့ဆန်စား တိတ်တုတ်သီးနဲ့ပစွန်ချောင်းနဲ့ကြုံလာတယ်မင်းကောင်းတယ်ကြားရ Oh,